လာပါရှင်ဒီနေ့မှာတော့ဘောနော်ဇွန်မီလုံးကြီးလေးကိုလုပ်ပြသွားမှာဖြစ်ပါတယ်အဲ့ဆို let's go ပါအရင်ဆုံးဘောနော်ဒီဆာကူရာဆိုရဲလူကြီးဘောနော်သူ့ဆူပီဖြောင်းလုပ်ပြမယ် okay အော်ဘာတွေဝယ်မိနေတယ်မသိပါဘူးလားသူဆူပီဖြောင်းလုပ်မယ်ဟာသူကလည်းဘလောက်တုံးနေလဲမသိဘူးဟိုကတော့သူရဟာလာကဲဒီမှာဘောနော်ဇွန်မီခေါ်လာပါပြီဇွန်မီလည်းပြောလို့ရလူလည်းပြောလို့ရတယ်ပြီးရင်ဒီအင်ဂျီပုံစံလေးပေါ့နော်ပြီးရင်ဟိုးပေါ်ဆုံးပေါ်ဆုံးကဒီ gym clothes လေး gym clothes ဆိုရတဲ့နေလဲတာမသိပြန်ပြီးမြားလေးထုတ်ပြမယ်ပေါ့နော် gym clothes ကိုဒီမှာ gym clothes ကဒီမှာပေါ့နော် okay အဲ့ဆိုတော့သူ့ကိုဘယ်လိုလိုက်ကောင်းလဲဒီဟာဒီပေါ့နော်သူ့ကိုဘယ်လိုလုပ်မလဲဆိုတော့ဒီ skin color ဆိုတော့အလုံးမရမှာ skin color မှာပေါ့နော်ဒီအစိမ်းအောင်လေးတွေ့မှာဆေးအောင်လေးနဲ့ပါနေပြဆိုရတော့သူ့ရဲ့အပေါ်ကိုရွှေပါအောက်ကိုပြောတာဒီမှာ color ပေါ့နော်အဲ့ color ကိုနေပါနေပြအစိမ်းအောင်လေးလောက်လာပါဆိုတရေဖြစ်သွားပြီပေါ့နော်အဲ့ဆိုလို့ရှိရင်မလားသူ့ကို post လေး zombie လေးဖြစ်တော့ပြောင်းမယ်ကဲမြင်ပြောကြမယ်ပေါ့နော်ကဲနောက်ဆုံးတော့ဒီ horror walk 304ဆိုတဲ့ဟာကိုတိကျတယ်မြင်ချင်ပါတယ်ဒီမှာ okay ဆိုသူ့ကိုကဲနောက်ကနေလိုက်လာပြီးခုံတက်တယ်နော်တက်တယ်ခါတက်တယ်ကဲဒီပေါ်ခုံတက်ကြည့်တော့သူခုံပါမခုံခေါင်းညက်လာအားလုံးကြည့်ရှိပေးတဲ့အတွက်ကျေးဇူးပါရှင်နော်ဗီဒီယိုမှာလည်းဒီလိုမျိုးဆွေးနွေးကြစရာဆောက်တာပုံမျိုးတွေကိုကြည့်ချင်နော် like and subscribe လုပ်ဖို့မမေ့ကြပါနဲ့နော်အားလုံးပဲတင်မယ်အားလုံးပဲတတာ